စီရီနာနဲ့ကျမမတော်တဆစမစ်နှစ်ခုနဲ့ချိတ်ဆက်မိသွားတယ်။တစ်ခုကပစ္စည်းတွေကိုတေတာဆချဲ့နိုင်တယ်။နောက်တစ်ခုကပစ္စည်းတွေကိုတေတာဆကျုံနိုင်တယ်။စီရီနာကပြုံးပြီးကျုံတဲ့စနစ်ကိုရွေးလိုက်တယ်။ကျမကကြံတဲ့တစ်ခုကိုယူရတော့တယ်။၃ရက်အကြာမှာစိုက်ကလုံးမုန်တိုင်းရုတ်တရက်အယောင်ရှိလာတယ်။တမျိုးတော်လုံးရေကြီးနစ်မြုပ်သွားတယ်။လူတိုင်းအိမ်မှာပိတ်မိနေရတယ်။အစားအစာနဲ့အရင်းမြစ်တွေကအကြီးမားဆုံးပြဿနာဖြစ်လာတယ်။စနစ်အသက်သွင်းပါချဲ့ပါ။ဝေါဒါမယုံနိုင်စရာပဲ။ကောင်းတယ်။ဒါကကျမတို့ကိုအချင်းအတော်ကြာခံနိုင်လောက်တယ်။ကျမချဲ့တဲ့စနစ်သုံးပြီးကျမတို့ရဲ့အကန့်အသတ်ရှိတဲ့စားနပ်ရိက္ခာတွေကိုချဲ့ထုတ်လိုက်တယ်။ချွေထားပြီးသုံးတယ်လေ။အခက်ခဲဆုံးရက်တွေမှာစီရီနာကိုကျမရှင်းတန်းကူညီပြီးခဲ့တယ်။ဒါပေမဲ့မိုးရက်သွားတဲ့အခါစီရီနာကကျမကိုဒေါသအမျက်ထွက်ပြီးစွပွဲတယ်။ငါကောင်းပေမဲ့အတ္တကြီးတယ်လို့ပြောတယ်။ငါရဲ့ချဲ့တဲ့စနစ်သုံးပြီးသူ့အချစ်ကြည်ညိုသူဒါရီယက်ကိုကဲနိုင်တယ်လို့ပြောတယ်။ဒါရီယက်ကအိမ်နီးချင်းအခန်းမှာနေတယ်။သူကကျမကိုသူ့မိသားစုအတွက်အစားအစာချဲ့ဖို့တောင်းပန်ခဲ့တယ်။အာဘသစ္စာမှာလူတွေရဲ့လောဘကိုကျမစိုးရိမ်တယ်။ကျမညှင်းဆန်လိုက်တယ်။သူတော်စင်လိုမဟန်ဆောင်နဲ့အဲ့ဒါကမင်းကိုနောက်တစ်လောင်းဖြစ်စေရုံပဲ။ကျမရဲ့အကူအညီမပါဘဲဒါရီယက်နဲ့သူ့မိသားစုမခံနိုင်ဘူး။သူတို့ငတ်ကြက်ထိဆုံးသွားတယ်။ ကျေးဇူးပြုပြီးမနုရဲ့စနစ်တွေကိုရွေးချယ်ပါကျမရွေးချယ်တဲ့နေ့စီပြန်ရောက်သွားတယ်စနစ်ကငါတို့ရဲ့စွမ်းရည်တွေကိုထပ်ရွေးခိုင်းတယ်အကျွမ်းတဝင်ရှိတဲ့မြင်ကွင်းမဲ့စီရီနာခဏလေးတုံ့ဆုပ်ပြီးရွေးလိုက်တယ်ငါချဲ့တဲ့စနစ်ကိုလိုချင်တယ်စီရီနာကကျမကိုမန်မာနာကြီးတဲ့အကြည့်ပေးလိုက်တယ်သူ့မျက်လုံးထဲမှာပျော်ရွှင်မှုကိုကျမမြင်ပြီးတစ်ခုခုကိုချက်ချင်းသဘောပေါက်သွားတယ်သူလည်းပြန်မွေးဖွားလာတာပဲကျမတီးရိုလိုက်တယ်မင်းဒါရီယက်ကိုအယမ်းချစ်ပြီးငါ့ကိုတတ်ဖို့တောင်ငါ့ကိုမုန်းတယ်အတွက်ဒီတစ်ခေါက်တော့မင်းအကြောင်းငါဂီယူမဆိုင်တော့ဘူးကျမကျုံးတဲ့စနစ်ကိုရွေးလိုက်တယ်ဘသူကသူတို့စွမ်းရည်ကိုပိုကောင်းအောင်တုံးနိုင်လဲကြည့်ရအောင်စီရီနာသူ့စွမ်းရည်ကိုစမ်းသပ်ဖို့မဆောင်နိုင်တော့ဘူးသူလေ့လာခန်းကိုပြေးသွားပြီးဗီဒီယိုတစ်လုံးဖွင့်လိုက်တယ်အထဲမှာတောက်ပတဲ့စိန်တစ်လုံးရှိတယ်သူကချဲ့တဲ့စနစ်သုံးကြီးအဲ့ဒါကိုချက်ချင်းချဲ့လိုက်တယ်အစ်စ်ပဲကျမအေးအေးဆေးဆေးကြည့်နေခဲ့တယ်ဒါကငါအသက်ပေးကားခွဲခဲ့ရတဲ့ညီမပဲစီရီနာစတင်ကြွားပါလာတယ်အမချဲ့တဲ့စနစ်ကအခုငါပိုင်ပြီးမင်းညိုစုလားငါလိုချင်တဲ့အရာတိုင်းကိုချဲ့နိုင်တယ်မင်းရဲ့ကျုံးတဲ့စနစ်ကအသုံးမဝင်ပုံပဲအဲ့ဒါနဲ့ဘာအကျိုးရှိလို့လဲကျမသူ့စနစ်ကိုလုံးဝစိတ်ဝင်စားမှုမပြခဲ့ဘူးစီရီနာနောက်ဆုံးသူ့အဆောင်ကိုလော့လိုက်တယ်သူကပြန်ဝေးဖွားလာတဲ့တဦးထဲသောသူလို့မှားယွင်းထင်ခဲ့တယ်သူဒါရီယက်ရဲ့မိသားစုကိုကဲဖို့သေးစားပေါက်စူးစမ်းလိမ့်မယ်တခြားသူတွေသူ့စနစ်အကြောင်းသိရင်အာပသစ္စာမှာသူလုံခြုံမှာမဟုတ်ဘူးမျှော်လင့်ထားတဲ့အတိုင်းစီရီနာချက်ချင်းအပြင်ထွက်သွားတယ်သူဒါရီယက်ရဲ့တကားကိုခောက်တယ်ဒါရီယက်မင်းဒီမှာဘာလုပ်နေတာလဲအတွင်းထဲဝင်ပြီးစကားပြောရအောင်တကားပိုက်သွားတာနဲ့ကျမဖုန်းထဲကရက်ဆွဲကိုစစ်ကြည့်လိုက်တယ်မိုးတီးထန်စွာစတင်ဖို့3ရက်အလို14ရက်နေ့အချိန်ရသေးတယ်ကျမစူပါမားကတ်ကိုတဲ့တဲ့မောင်းသွားလေစားသုံးလို့ရတဲ့အသုံးဝင်နဲ့ရှင်သန်ရေးပစ္စည်းတွေအကုန်လုံးကိုရှင်းထုတ်လိုက်တယ်မုတ်ချောက်ပေါင်မုတ်စမ်းဂျုံဟုံစီအင်တာ39အိယာတန့်ရှင်းရေးသုံးပစ္စည်းတွေရေရှည်ရှင်သန်ဖို့အတွက်မျိုးစေ့အစုံကိုတောင်ဝယ်လိုက်သေးတယ်ကြက်ကလေးတွေလည်းဝယ်လိုက်တယ်မျိုးစေ့တွေစိုက်လို့ရတယ်ကြက်တွေဥနိုင်တယ်ဒါတွေကရေရှည်တူလောင်းဖို့အတွက်မရှိမဖြစ်လိုအပ်ချက်တွေပဲပြီးတော့ပရိဘောစားဈေးကိုသွားတယ်ကို့အတွက်အိမ်သုံးပစ္စည်းအစုံအလင်ကိုယူလိုက်တယ်ကျမရဲ့ထောက်ပံ့ပစ္စည်းတွေအဆင့်တည်နေပြီကျမတိုက်ခန်းကအထက်မြင့်မှာမိုးဘလောက်ကြီးကြီးကျမကိုချွေးနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဒီဘဝမှာကျမအရင်အတိုင်းနေဘူးမစီစဉ်ထားဘူးဘဏ်အကောင့်မှာပိတ်ဆံမကျန်တဲ့အထိအယူအမှုဈေးဝိုင်ခဲ့တယ်ကံကောင်းကျင်တာအာပသစ္စာမတိုင်ပြီးကျမရဲ့ပြင်ဆင်မှုတွေအများစုပြီးသွားတယ်တစ်ချိန်တည်းမှာစီရီနာကအဆုံးတက်ရောက်မယ်ဆိုတာသိပေမဲ့သူစိတ်မပူဘူးချဲ့တဲ့စနစ်ကအရာအလုံးကိုဖြည့်ရှင်းမယ်လို့သူသိကြပါတယ်ကဲတင်ရှစ်ဖြစ်လာမယ်လို့တောင်သူမျှော်လင့်တယ်စားနပ်ဖီးတွေရှားပါတဲ့အခါဒါရီယက်နဲ့သူ့မိသားစုကိုကဲတင်ထိဒါရီယက်သူ့ကိုချစ်သွားမယ်လို့အိမ်မက်မှတ်တယ်သူကဒါရီယက်ကိုအယူအမှုသဘောကျတာလို့ကျမထင်ခဲ့တာသူဒီလောက်အမိုက်ကန်းနေမှမသိခဲ့ဘူးအမငါဒါရီယက်ရဲ့မိသားစုကိုကဲရင်သူငါ့ကိုချစ်လိမ့်မလားတေးကြတဲ့ဒါရီယက်ငါ့ကိုတေးကြပေါက်ချစ်လိမ့်မယ်အမငါ့ကိုအမရတရားပြောပါကျမစီရီနာရဲ့စကားကိုလစ်ရှူရှူလိုက်တယ်ကိုလိုအပ်တဲ့ပစ္စည်းတွေဖုံးနဲ့ဈေးဝယ်နေတယ်စီရီနာငါ့ကိုတခါတတ်ပြီးပြီဒါကိုထပ်မဖြစ်စေတော့ဘူးဒီတစ်ခေါက်တော့မင်းတယောက်သေးသေးနိုင်နေဒန်ဒီမင်းမှာပိတ်ဆန်ရှိလားငါ့ကိုတစ်ထောင်ခန့်ငဲ့ပေးဆန်မရှိဘူးရေခဲတစ်တာအစ်စ်ဝယ်တာအကုန်ကုန်သွားတယ်ဘာလို့ရေခဲတစ်တာဝယ်တာလဲအစ်စ်တစ်လုံးပဲလို့ကြည်လားအဲ့ဒါပြဿနာရှိလားမင်းဘာလို့အလွန်ကျွံသုံးပြနေလားလဲအိုးအကြောင်းမရှိပါဘူးဟာဟာတကယ်တော့မဟုတ်ဘူးဒန်ဒီမင်းအခန်းထဲမှာစားပွဲပစ္စည်းလေးနည်းနည်းရှိတာကိုငါမှတ်မိတယ်အောက်ထက်ကအဖွားအိုဒီကိုငါပေးလိုက်ပြီးသူတို့ဘဝကခက်ခဲတာကိုမင်းစိတ်မဆိုးဘူးလားစီရီနာလည်းပြန်ဝေးဖွားလာမယ်လို့မထင်ခဲ့ဘူးသူမှချဲ့တဲ့စနစ်ရှိနေပြီအခုကျမရဲ့နောက်ဆုံးကြံတဲ့ထောက်ပံ့ပစ္စည်းတွေကိုတောင်လူနေတယ်သူကစနစ်မရှိပဲကျမရှင်းသမနိုင်အောင်လုပ်ချင်တာရှင်းလင်းပါတယ်သူကရက်ပြီးပြုံးနေတယ်ကျမသူ့ကိုပို့မုန်းလာတယ်ဒန်ဒီမင်းကအကောင်းဆုံးပဲဒီလောက်အသေးအမွေလေးအတွက်မင်းစိတ်မဆိုးဘူးဆိုတာငါသိတယ်ငါပင်ပန်းသွားပြီငါအနားယူတော့မယ်ကျမကိုအခန်းထဲဝင်ပြီးကိုရှင်သားရေးကိုစီစဉ်တယ်လေအားသုံးသစ္စည်းတွေတောင်ဝယ်လိုက်တယ်ဒါကမုံတိုင်းတွေအတွင်းလျှက်စစ်တာအားပေးလိမ့်မယ်လျှက်စစ်တာအားအဆက်မကက်ရနေလိမ့်မယ်လိုအပ်တဲ့အရာအလုံးအဆင်သင့်နေပြီအခုစောင့်နေရတော့မယ်စီရီနာကသူ့မှာချဲ့တဲ့စနစ်ရှိတယ်လို့ထင်ပြီးစိတ်မပူဘူးသူ့ခွင့်ကွေးနဲ့စားဝယ်ပစ္စည်းလေးနည်းနည်းဝယ်တယ်အားလုံးကိုသူ့အခန်းထဲတော့ထောက်လိုက်တယ်ကျမသူ့စီခိုးမယ်ထင်လို့မယ်ဒီအင်ကိုဆွတ်လွတ်ဖို့ဆုံးဖြတ်လိုက်တယ်ဒီမှာနေရင်ငါဘလောက်သေးငွေနေပလဲသူတို့ရှာတွေ့တိုင်းနဲ့စိတ်ထဲမှာနောက်တနေရာရှိတယ်အဲ့ဒါကျမအိတ်ခန်းထဲကခိုးလုံရအခန်းပဲအိမ်ပြင်စင်နေတော့ကစောက်ထားတဲ့အခန်းကျမတယောက်
ထဲအတွက်လစ်ရှော့ခန်းလေးတစ်ခုပါဒီနေရာအကြောင်းစီရီနာကိုဘေးတုန်းကမှမပြောခဲ့ဘူးတေးသေးလေးရေချိုးခန်းလောက်ကျဲလေဒါပေမဲ့ကြုံသွားတဲ့လူတစ်ယောက်အတွက်တော့ပြီးပြီးဆုံးတဲ့လုံခြုံရနေရပါတကားကိုဖုံးနဲ့ထိန်းချုပ်ထားတယ်စီရီနာရှာတွေ့ရင်လည်းမဖွင့်နိုင်ဘူးမိုင်များစွာလူတူခင်းရကိုမောင်းသွားတယ်မြေစီအများကြီးကိုကျုံတဲ့စနစ်သုံးပြီးကျုံလိုက်တယ်ဒါနဲ့ကိုဟင်းဟင်းရွက်တွေစိုက်ခုမျိုးစေ့တွေသုံးလို့ရတယ်ကိုဘာသာဖူလုံလိမ့်မယ်တစ်ပင်တွေကိုလည်းကျုံလိုက်တယ်အကုန်ပြန်ယူလာတယ်အချိန်တွေမြန်မြန်ကုန်သွားတယ်ကျမမှားထားတဲ့စားပွဲပစ္စည်းတွေနဲ့ပရိဘောဇာတွေအားလုံးရောက်လာတယ်မုံတိုင်မကြခင်တရက်ပဲလို့တော့တယ်ကျမပစ္စည်းတွေကိုကျေးလေကအိမ်အောက်အိမ်ကိုပို့လိုက်တယ်အဲ့ဒီရွာကစွန့်ပစ်ထားတာကြပြီးအခုတော့အိမ်အောက်အိမ်ကပရိဘောဇာတွေနဲ့စားပွဲပစ္စည်းတွေနဲ့ပြည့်နေတယ်